ကျွန်တော်ရဲ့မိတ်ဆွေအနေနဲ့ပြင်းလွင်ဆိုတဲ့မျိုးလေးမှာချံဝန်းကြဲကြဲလေးနဲ့တီးပင်စားပင်လေးလည်းစိုက်ပျိုးခြင်းနဲ့အိမ်ကလည်းအသင့်အတင့်ကိုမှမာစတာနှခမ်းရိုးရိုးနှခမ်းနဲ့ဖွဲ့စည်းမှုအားကောင်းကောင်းလည်းဖြစ်ရမယ်ရေမီအပြည့်စုံနဲ့အသင့်နေထိုင်နေခြင်းနဲ့နေရာလေးလည်းကောင်းရမယ်ဝင်လန်းထွက်လန်းလည်းတာပြီးတော့ဈေးနှုန်းအားဖြင့်လည်း3,000ဝန်းကျင်နဲ့ရရှိမဲ့အခွင့်အရေးနေထိုင်ရင်းနဲ့လည်းအမျက်ကြံနောက်ပိုင်းနှစ်တွေမှာပြန်ရောက်မယ်ဆိုရင်ဒါချံကြဲကြဲနဲ့အိမ်ပါရေမီအပြည့်စုံဖြစ်တဲ့အတွက်ဈေးနှုန်းအရာရောအလားအများကြီးရှိတဲ့အခွင့်အရေးကိုကျွန်တော်ရဲ့မိတ်ဆွေများအနေနဲ့လက်လွတ်မခံဖို့ပြောချင်ပါတယ်ခင်ဗျာဒီနေရာတော့ကျွန်တော်ရဲ့လူကြီးမများအကြိုက်အောင်ချမ်းသာရွာမှာပဲဖြစ်ပါတယ်။အောင်ချမ်းသာအုပ်စုအင်တာရွာမှာဖြစ်ပါတယ်ခင်ဗျာ။မန္တလေးပြည်နယ်လမ်းမရနေလာမယ်ဆိုရင်3မိနစ်သာလာရတဲ့အကွာဝေးမှာတရှိတဲ့ရွာလေးပဲဖြစ်ပါတယ်။ဒီရွာလေးအနီးမှာဆိုရင်လည်းလက်ရှိနာမည်ကြီးနေတဲ့ရန်နာပုံမြောက်ပိုင်းအရာစီမံကိန်းဧက1000စီမံကိန်းနဲ့လည်းထိစပ်နေတဲ့ရွာလေးဖြစ်လို့အောင်ချင်းအလားလာအတွက်ဖွံ့ဖြိုးတိုးတက်မှုအားအကောင်းဆုံးနေရာတစ်ခုဆိုလည်းမမားပါဘူးခင်ဗျာ။ဒါဆိုရင်ကျွန်တော်အိမ်နဲ့ခြံရဲ့အကျယ်ဝန်းလေးနဲ့အခန်းဖွဲ့စည်းပုံလေးတွေအကြောင်းကိုကျွန်တော်တစ်ချက်ပြောပြမယ်။ချမ်းပေကျဲကတော့မျက်နှာစာပေ80ရှင်းနောက်အရှည်ကတော့ပေ80စီရှိပြီးတော့တောင်ကွက်ဖြစ်တာမို့အရှေ့လက်နဲ့တောင်ဘက်အလက်နှစ်ခုနဲ့ရပါမယ်ခင်ဗျာချန်နယ်ဝင်ချင်းမှာဆိုရင်လည်းအခုလိုနေရာကျဲကားပါကင်နေရာကျဲကိုလည်းကျွန်တော်အနေနဲ့တွေ့ရတယ်ပြီးတော့ချန်ရဲ့ဘေးပင်ညာမှာဆိုရင်လည်းတီးပင်စားပင်စိုက်ပျိုးဖို့အတွက်နေရာလေးတွေကျန်ပါတယ်ခင်ဗျာဒီဘေးမှာဆိုရင်ရေချိုးဖို့အုတ်ကန်နဲ့ဒါအဝီစီတွင်းတွင်းပါမယ်နောက်ပြီးတော့တဘာဝရေတွင်းတွင်းလည်းပါအောင်မယ်ဗျအိမ်ရဲ့ဝင်ချင်းမှာဆိုရင်အခုလိုပေါ်တီကိုလေးအသေးစားလေးတစ်ခုထုတ်ပေးထားတာကိုကျွန်တော်အနေနဲ့တွေ့ရတယ်ပေါ်တီကိုမှာအနားယူပန်းဖြေဖို့အတွက်အဆင်ပြေတဲ့နေရာ space တစ်ခုရှိတယ်ဝင်ချင်းမှာတွေ့ရမှာတော့အဲခန်းကျဲတစ်ခုထည့်သွင်းထားတာကိုကျွန်တော်အနေနဲ့တွေ့ရတယ်ဒါတော့အဲခန်းကျဲရဲ့ဘေးမှာဆိုရင်ဖျားခန်းကျဲတစ်ခုလည်းပါဝင်မှာဖြစ်တယ်ဒီအဲခန်းကျဲရဲ့ဘေးမှာဆိုရင်ရိုးရိုးခန်းနှစ်ခန်းထည့်သွင်းတိဆောက်တပေးထားတယ်ကျွန်တော်ဖွင့်မပြတော့ဘူးဒီအနောက်မှာဆိုရင်ထမင်းစားခန်းမိဖို့ခန်းတွဲရက်ထည့်သွင်းပေးထားတယ်ဒီရှိရဲ့နေရာကတော့ဒါစတိုခန်းဖြစ်တယ်ဒီစတိုခန်းရဲ့မျက်နှာချင်းဆိုင်မှာဆိုရင်ကွန်မွန်တွိုင်းလက်ရေချိုးခန်းပါဝင်ပါမယ်ခင်ဗျာကဲအိမ်ရဲ့အပြင်ပေါ်တီကိုကထုတ်ထားတဲ့နေရာနေပြီးတော့မာစတာခန်းနှစ်ခန်းစီကိုထပ်ပြီးတော့သွားလို့ရပါတယ်ခင်ဗျာမာစတာခန်းနှစ်ခန်းတော့တီးတန့်လေးထုတ်ပေးထားပါတယ်ဒါကတော့ master ခန်းတီးတန့်နှစ်ခန်းဖြစ်ပါတယ်ခင်ဗျာဒီဘက်မှာလည်း master ခန်းနှစ်ခန်းတီးတန့်တွဲရက်ကိုတိဆောက်ပေးထားတာဖြစ်ပါတယ်ခင်ဗျာဒါလေးကတော့ခြံထဲရဲ့မြေပြင်အနေထားမြေပိုကျန်တာလေးတွေကျွန်တော်အနေနဲ့ပြသပေးနေတာဖြစ်ပါတယ်ခင်ဗျာအခုလိုအင်တာရွာလေကောင်မှာချမ်းကျဲအိမ်ပါရီမီအပြည့်စုံကိုခေါ်ထားတဲ့ဈေးနှုန်းအဖြစ်3,300ညှိနှိုင်းပဲခေါ်ဆိုထားပါတယ်ခင်ဗျာဒီလေးကိုစိတ်ဝင်စားရဆိုရင်ကျွန်တော်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့39944148ကိုတိုက်ရိုက်ဆက်သွယ်မေးမြန်းပြီးတော့ကြည့်ရှုဝယ်ယူနိုင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့မိတ်ဆွေများအားလုံးမင်္ဂလာရှိသောနေ့တစ်လေးကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်